မင်္ဂလာပါမိတ်ဆွေများခင်ဗျာဒီနေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကမ္ဘာနိုင်ငံကြီးအတွက်အလွန်အရေးကြီးတဲ့ဧည့်သည်နှစ်ဦးကိုအင်ဖြိုတော်မှာလက်ခံတွေ့ဆုံခဲ့ပါတယ်။တဦးကယူကရိန်းသမ္မတဗလော်ဒီမီယာဇလန်စကီဖြစ်ပြီးနောက်တဦးကတော့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နက်နီယာဟူဖြစ်ပါတယ်။ဒီတွေ့ဆုံပွဲနှစ်ခုကယူကရိန်းစစ်ပွဲနဲ့အရှိအလေပိုင်းအခြေအနေကိုဘယ်လိုတက်ရောက်နိုင်မလဲဆိုတာကိုကျွန်တော်တို့အတူတူလဲလာကြည့်ချင်ပါတယ်ပထမဦးစွာ Trump နဲ့ Zelensky တွေ့ဆုံမှုကနေစမယ်ဆိုလို့ရှိရင်ယူကရိန်းဟာတည်တဲ့အတိုင်းရုရှားနဲ့စစ်ပွဲကိုဆက်လက်ရင်ဆိုင်နေဆဲဖြစ်ပါတယ်ဒီအချိန်မှာ Zelensky ရဲ့အဓိကရည်ရွယ်ချက်ကတော့အမေရိကန်ရဲ့စစ်ရေးအကူအညီကိုဆက်လက်ရရှိဖို့နဲ့ယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးကိုပုံမူခံမစေဖို့ဖြစ်ပါတယ်။တရင်များအရာ Patriot လေကြောင်းကာကွယ်ရေးစနစ်များနဲ့ Patriot ဒုံးကျည်များကိုယူကရိန်းမှာကူဒန်ထုတ်လုပ်နိုင်ရေးအထိဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်ရုရှားနဲ့ငင်းချမ်းရေးဆွေးနွေးပွဲတွေကိုဘယ်လိုပြန်လည်စတင်နိုင်မလဲဆိုတာလဲအရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ကျွန်တော်ဒီမှာပြောချင်တာကTrump အစိုးရဟာယူကရိန်းကိုကူညီတာနဲ့စစ်ကိုအမြန်ဆုံးအဆုံးသတ်ချင်တာကိုတပြန်နဲ့တီးကျူးစားနေတယ်လို့မြင်ရပါတယ်။နောက်တစ်ခုက Trump နဲ့ Benjamin Netanyahu တွေ့ဆုံပွဲဖြစ်ပါတယ်။ဒီတွေ့ဆုံပွဲရဲ့အဓိကအကြောင်းအရာကတော့အီရန်ဖြစ်ပါတယ်။ Trump နဲ့ Netanyahu နှစ်ယောက်စလုံးကအီရန်အနေနဲ့နျူကလ িয়ার လက်နက်မပိုင်ဆိုင်သင့်ဘူးဆိုတဲ့ရည်ရွယ်ချက်မှာတူညီကြပါတယ်။ဒါပေမဲ့နီလန်ပိုင်းမှာတော့အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။ Trump ကတန်တမန်ယီနီလန်ကိုအရင်စမ်းသပ်ချင်တဲ့သဘောရှိတယ်လို့မြင်ရပါတယ်။ Netanyahu ကတော့အီရန်အပေါ်ပုံမူတင်းကျပ်တဲ့လုံခြုံရေးမူဝါဒကိုလူလားနေစေဖြစ်ပါတယ်။ဒါပေမဲ့အစ္စရေးနဲ့အမေရိကန်တို့ရဲ့မဟာမိတ်ဆက်ဆံရေးကတော့ခိုင်မာနေစေဖြစ်ပြီးနှစ်နိုင်ငံလုံးကဒေတာတွင်တည်ငြိမ်ရေးကိုဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ပြောကြားခဲ့ပါတယ်။ဒီနေ့ White House မှာပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲနှစ်ခုကအမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒမှာအရေးကြီးဆုံးစိန်ခေါ်မှုတစ်ခုကိုပြသနေပါတယ်။ပထမတစ်ခုကတော့ရုရှားယူကရိန်းစစ်ပွဲကိုဘယ်လိုအဆုံးသတ်မလဲ။ဒုတိယကတော့အီရန်ရဲ့နျူကလ িয়ার အန္တရာယ်ကိုဘယ်လိုတားဆီးပြီးအရှိအလေပိုင်းမှာစစ်ပွဲကြီးမဖြစ်အောင်ဘယ်လိုထိန်းသိမ်းမလဲဆိုတာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။